င်္ဂလိပ်ချင်းစိတ်တာမျိုးလားဟုတ်တော့နေမှာလားဘောပဲဟုတ်တော့နေရောက်တော့ဘာလဲဘာလဲချစ်ကုန်တာလဲဘာကိစ္စမိမတပြီးတော့မိမကြီးတရားမှာတော့ဘာလို့လဲငါချင်နားမနေဘူးဘာကောက်ဖို့တော့ဘာလို့တော့အဲ့ဒါတော့တမျိုးလည်းမသိဘူးလေတို့လိုစိတ်တာဖြစ်ဘာပြင်းပြောမှလားမသိတော့ပါဘူးမိမတပြီးတော့ဘာလို့ကြောင်မချိတ်တာတော့ဟမ်ကြောင်ကြားလေးကိုလေတကယ်ဘယ်သူမှမချိတ်ကြဘူးလားတားချိတ်တယ်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 ဟာမင်းဘလဲမင်းဘာကြောင့်ချိတ်တာမေမေပဲယောက်ျားလေးမချိတ်ကြဘူးလားဆိုတားချိတ်တယ်လို့ပြောတာဟဲ့နေချင်တာမဘူးလေနေအောင်မဲနေရမှာဘူးနေရမှာလေမဲနေတာနေရောကြောင်ကြားလိုက်ပြီးတော့ဘာလို့ကြောင်ကြားချင်းချိတ်ရမှာတော့မေမေကလည်းမမတို့တော့မိမကြီးဖြစ်ပြီးတော့မေမေချင်းကြိုက်သေးတဲ့ဥစ္စာကိုတားတော့ကြောက်ကြိတ်တာပါဖြစ်လို့ဟဲ့ဒါလိုက်ပြန်ကြကိစ္စမဟုတ်ဘူးနော်မင်းဘလဲပြောပြတာပါပြန်ညာတော့မဟုတ်ပါဘူးအစီနဲ့သားလေးလူမန်းတိတ္တရွယ်တွေကယောက်ျားလေးပဲကြိုက်တာမင်းဘလဲအဲ့လိုကြောင့်ဟောပါနဲ့မမီရဲ့ပလဲလုံးလေးကလမ်းတက်လို့ပါပလဲလုံးလေးဆိုတာတားကိုခေါ်တာလေဟဲ့ပေါ့တော့